မင်္ဂလာပါလီဗာပူးရဲ့ဒန်ယာရလူစရင်ရဲ့နောက်ပွဲအခြေအနေလေးတွေရဲ့ကိုကျွန်တော်တို့ရဲ့ဒီဘက်မြန်မာလီဗာပူးဖန်တွေရဲ့အားပေးမှုတွေနဲ့ကျွန်တော်တို့သုံးသက်ချက်လေးကိုကျွန်တော်တို့ရဲ့အမြင်လေးနဲ့ပြောပြချင်ပါတယ်လီဗာပူးကနောက်ဆုံး6ပွဲဆက်မှာရှုံးပွဲမရှိဘဲနဲ့2ပွဲတရေနဲ့4ပွဲအနိုင်ရရှိခဲ့တယ်နောက်ဆုံးတော်တင်ဟန်ဟော့စပါကိုကျွန်တော်တို့တော်တင်ဟန်ဟော့စပါကွင်းရဲ့ဝိုင်းဟိုင်းလိတ်ကွင်းမှာ 1-2 နဲ့အနိုင်ရခဲ့တဲ့ပွဲဟာလီဗာပူးအတွက်တော်တော်လေးကိုကောင်းမွန်တဲ့အခြေအနေကိုဖန်တီးဖို့အားအင်းနေရှိသွားစေခဲ့တဲ့ပွဲလို့ပြောလို့ရပါတယ်ဒါပေမဲ့လည်းတခုရှိတာကတော့လီဗာပူးကအဲ့ပွဲမှာလူတွေနည်းနည်းနာသွားတာတော့ဆိုရင်ရှိပါတယ်အီဆက်ဂိုသင်ပြီးတော့နာသွားရတဲ့အခြေအနေအရဆိုလီဗာပူးတော်တော်လေးကိုနစ်နာစေခဲ့တယ်လို့ပြောလို့ရပါတယ်ဒါပေမဲ့လည်း EGDG ကလီဗာပူးရဲ့ကိုရာခိုင်နှုန်းတော်တော်များများကိုဥဆောင်ပြီးသူကသွင်းပေးနေတဲ့အတွက်လီဗာပူးအတွက်စိတ်ဖြေရတော့ရှိပါတယ်နော်ဟုတ်ပြီအီဆက်ရဲ့ Bradley ရဲ့ကိုမကတော့ပြီးခဲ့တဲ့ပွဲကတန်ရသွားတာအတွက်လီဗာပူးမှာကိုသမားတွေဟာဖယ်လိုက်မယ်ဆိုလို့ရင်တောင်းမီကစားသမားလူကြီးကစားသမား12ဦးပဲကျန်တယ်ပေါ့နော်ဒါပေမဲ့လည်းအီဆက်ကသူ့ရဲ့ခြေချောင်းကျိုးပြီးတော့ဒန်ယာရခွဲစိတ်မှုဟာအောင်မြင်ခဲ့တယ်ဒါပေမဲ့2လ3လလောက်တော့အနားယူရမယ်ပေါ့နော်အီဆက်ကဒန်ယာရသွားခဲ့တဲ့အတွက်လီဗာပူးကတိုက်စစ်ကိုဖြည့်ဖို့လူလိုမယ်အဲ့ဒီအတွက်ဇန်နဝါရီမှာကျွန်တော်တို့သတင်းတွေထွက်နေလို့စီမညိုကိုပဲခေါ်မလားဆိုတာတော့စောင့်ကြည့်ရမှာပေါ့နော်နောက်တစ်ခုရှိတာက Aston Villa ကိုအငားနဲ့လွတ်ထားတဲ့ Harvey Elliott ဟာဆိုလို့ရှိရင်လေ Aston Villa မှာအဆင်မပြေဖြစ်နေတယ် Aston Villa ကလည်းအပိသက်စာချုပ်ချုပ်ခေါ်ယူမယ်လို့မပြောဘဲနဲ့ဒီဇန်နဝါရီမှာပဲ Harvey Elliott ကိုလီဗာပူးကိုပြန်လွှတ်မယ်လို့သတင်းရရှိပါတယ် Elliott အနေနဲ့လည်း AB လာမှာအဆင်မပြေဖြစ်နေပြီးတော့လီဗာပူးကိုပြန်လာခြင်းနေတယ်လို့လည်းကြားပါတယ်အဲ့ဒီအတွက်Harvey Elliott ကဆလာမရှိအဆက်မရှိတဲ့လီဗာပူးရဲ့တိုက်စစ်မှာဖြည့်ဆည်းပေးနိုင်တဲ့ပွန်းတကောင်များဖြစ်လာမလားဆိုတာလည်းစောင့်ကြည့်စရာကောင်းလာပါတယ်Harvey Elliott ကလီဗာပူးဖန်ဆိုတော့လီဗာပူးမို့လဲတန်ရောစင်ရှိတယ်လီဗာပူးကိုကစားပေးရမှာလဲဆရာထက်တဲ့ကစားသမားတစ်ယောက်ဖြစ်ပါတယ်နောက်တစ်ခုကတော့လီဗာပူးအသင်းသားတွေကဒီခရစ်စမတ်ကာလမှာအားလည်းရအောင်မယ်အဲ့ဒီအတွက်သူ့ရဲ့အားလည်းရမှာလီဗာပူးနဲ့ပတ်သက်ပြီးတော့လီဗာပူးကစားသမားလေးတွေက activity လေးတွေလုပ်တာတွေကိုလည်းမြင်တွေ့ရမှာဖြစ်ပါတယ်နှစ်တိုင်းလေးလုပ်နေကြပါဒါတွေကတော့ဘန်တိုက်တို့ကျွန်တော်တို့ဆလာရှိလဲဆလာဘန်တိုက်ရှိလဲဘန်လိုက်အာနိုးတို့ဂျန်နဲ့စီမီကဲတို့ကတော့ရှိတုံးကလည်းလုပ်တာပဲရောဘတ်ဆန်တို့ကလည်းနှစ်တိုင်းလာခဲ့တာပဲဟန်တာဆန်မီနာကျွန်တော်တို့ရဲ့လီဗာပူးကစားသမားတော်တော်များများကဒီလိုခရစ်စမတ်ကာလဒီမှာလီဗာပူးရဲ့သက်ဆိုင်ရာပတ်ဝန်းကျင်လေးတွေမှာ activity လေးတွေလုပ်တာနှစ်တိုင်းမြင်တွေ့ရတဲ့အလေးထားလေးတစ်ခုပါပဲနောက်တစ်ခုကလီဗာပူးကဒီခရစ်စမတ်ပြီးသွားတဲ့အချိန်မှာဆိုလို့ရှိရင်တော့ပရီးမီးယားလိဂ်ပွဲကိုလီဗာပူးကဝုကိုအိမ်ကွင်းမှာအခမ်းကစားမှာဖြစ်ပါတယ်ဝုဆိုတော့ကျွန်တော်တို့ကတော့ဂျိုတာကိုတော့တတိယသွားရတာပေါ့နော်ဒီကိုဂျိုတာရဲ့ဝုမှာခြေစွမ်းပြခဲ့တဲ့အချိန်ဒီမှာဟာဒီအသင်းသားကငါတို့လီဗာပူးရောက်မယ်ဆိုလို့ရှိရင်ဆောင်းရမ်းကောင်းပါပဲလို့တွေးခဲ့တဲ့ဟာမီယာလည်းရှိရတယ်အဲ့ဒီတော့လီဗာပူးစီကိုကျွန်တော်တို့ကဂျိုတာရောက်လာတဲ့အချိန်မှာလည်းပျော်ရွှင်စွာဝမ်းသာစွာကြိုဆိုခဲ့လေးရှိပါတယ်အဲ့တော့လေဂျိုတာခုလိုဖြစ်သွားခဲ့တဲ့အစီအစဉ်မှာဆိုလို့ရှိရင်ကျွန်တော်တို့ယူကျုံးမရဝန်းနေခဲ့ရတာကြီးလည်းဖြစ်ရပါတယ်ဒီကိုဂျိုတာဟာကစားသမားကောင်းတစ်ယောက်ဖခင်ကောင်းတစ်ယောက်ငွေချင်းကောင်းတစ်ယောက်အသင်းသားကောင်းတစ်ယောက်ဆိုတဲ့ဂုဏ်ပုဒ်တွေကိုပိုင်ဆိုင်ခဲ့တဲ့ဒီကိုဂျိုတာကိုလည်းသတိရမိမှာဖြစ်ပါတယ်အဲ့ပွဲမှာလည်းအမတ်တရားပြုလုပ်တာတွေလည်းမြင်ရလိုက်အောင်မယ်လို့ကျွန်တော်ကတော့တွေ့ထင်မိပါတယ်နောက်တစ်ခုရှိတာကလီဗာပူးကဒီပွဲမှာဒါအနိုင်ရခဲ့မယ်ဆိုလို့ရှိရင်ဇယားထိပ်ပိုင်းကိုဆက်လက်ပြီးတော့တက်လန်ဖို့အခွင့်အရေးတွေလည်းရှိနေပါတယ်။ဘာဖြစ်လို့လဲဆိုတော့ကြတော့ကျွန်တော်တို့ကြီး6ကြီးထဲမှာဆိုလို့ရှိရင်မန်ယူကနယူကာဆယ်ကိုမန်ယူရဲ့အိမ်ကွင်းမှာကန်ရမှာဖြစ်ပါတယ်။ဒါပေမဲ့ဒါပွဲကျက်လို့ပြောလို့ရပါတယ်နော်။မန်ယူနဲ့နယူကာဆယ်နဲ့ဆိုလို့ရှိရင်လည်းနောက်တစ်ခုက Nottingham Forest နဲ့ Man City မှာ Man City ကတော့ Arsenal ကိုတက်နိုင်တဲ့ဘက်ကနေပြီးတော့ဖီအားပေးနေအောင်မဲ့ပွဲပါပဲ။
ကျွန်တော်တို့တမ်မနီဆက်ယုံကြီးဟာလန်ကလည်းဂိုးသွင်းချွေတွေ့နေတာတော့ဗောနော်တွေ့နေတာဆိုတော့ Man City ပဲနိုင်မဲ့ပွဲပါဒါကတော့ဒါပေမဲ့နောက်တစ်ခုရှိတာ Arsenal က Brighton နဲ့တွေ့နေတာ Arsenal က Brighton နဲ့တွေ့တယ်ဆိုတော့ Brighton ရဲ့ခြေစွမ်းကလည်းဒီဘက်မှာတော့နည်းနည်းတော့ရိုင်းနေဖြစ်နေတယ်ဆိုပေမဲ့လည်း Arsenal ဘယ်လိုကစားနိုင်မလဲဆိုတာစောင့်ကြည့်ရမှာပါ Arsenal မှာ PR တွေဝင်လာနိုင်တဲ့အကြောင်းအရာတွေလည်းရှိနေတယ်ဗောနော်ဟုတ်ကဲ့နောက်တစ်ခုက Chelsea နဲ့ Aston Villa ဆိုတော့ Aston Villa လည်းဇယားထိပ်ကိုရောက်နေတဲ့အဆင့်3မှာရပ်တည်နေတဲ့ Dembele Chelsea နဲ့ပွဲရကြည့်ကောင်းပါပါ Chelsea ကလည်းဒီဘက်နောက်ပိုင်းမှာနည်းနည်းလေးခြေကျလာတာဟို Mahrez ကဘယ်လိုကာကွယ်ပြီးနိုင်မလဲဆိုတာဘယ်လိုအဖက်ဆင်နိုင်မလဲဆိုတော့ကြည့်ရမှာပါဒီပွဲက Aston Villa ကိုပဲစမ်းသက်တာလား Chelsea ကိုပဲစမ်းသက်တာလားဖြစ်လာမယ့်ပွဲတစ်ပွဲပဲပေါ့နော်နောက်တစ်ခုရှိတာကကြီး6ကြီးထဲမှာဆိုရင်စပါးပေါ့စပါးကတော့နည်းနည်းတော့ဒီဘက်ခင်မှာဆိုတော့စပါးအချင်းနည်းနည်းကြာသွားပြီလူတွေ့မှာလဲပဲလီနဲ့ဆိုတော့ကျွန်တော်တို့လီဗာပူးအသင်းနေနဲ့ဆိုလို့ရှိရင်ဇယားထိပ်ကိုဆက်လက်ရပ်တည်ဖို့ဆိုလို့ရှိရင်ဒီအသင်းနေအတွက်ကျွန်တော်တို့ကဟိုးနဲ့ပွဲကိုအနိုင်ရရှိဖို့လိုအပ်ပါတယ်နောက်တစ်ခုရှိတာကဆန်ဒါလန်ရဲ့အခြေအနေလည်းတစ်ခုလေးကျွန်တော်တို့ကြည့်ရတော့ကောင်းပါတယ်နော်ပြီးခဲ့တဲ့ပွဲမှာ Brighton နဲ့ Sunderland ကတေးကြသွားတယ်နောက်အခုဒီကျွန်တော်တို့ဟိုးနဲ့ကမ်းမဲ့ပွဲမှာဆိုလို့ရှိရင် Sunderland က Leeds နဲ့တန်းတဲ့အသင်းချင်းတွေ့တာဆိုတော့ကျွန်တော်တို့တူတင်ကိုတင်ကစားမဲ့ပွဲလို့ထင်မိပါတယ်Leedsကတော့နည်းနည်းတော့အားနဲ့နေတဲ့အသင်းပဲပေါ့ဗျာနော်ဒါပေမဲ့ Sunderland ကလည်းကျွန်တော်တို့ရဲ့အောက်မှာကက်လီရဲ့နံပါတ်1နဲ့ရက်တည်နေတာဆိုတော့ကြတော့ Sunderland League ပွဲကလည်းကြည့်ကောင်းမဲ့ပွဲလို့ထင်ပါတယ်โอเคပါကျွန်တော်တို့လီဗာပူးပွဲကြိုတွေကိုကြည့်ခြင်းအပြင်ကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ဖို့မမေ့ပါနဲ့เนาะအားလုံးကျေးဇူးတင်ပါတယ်ပွဲနေ့မှာပြန်တွေ့ပါမယ်